အားလုံးမြင်နေကြပါဗျာဒီဗီဒီယိုလေးမှာတော့ beat matching ဘယ်နှမျိုးရှိလဲအားရည်လဲဘယ်လိုအချိန်မျိုးတွေမှာဘယ်လို beat matching မျိုးစားနဲ့ mixing လုပ်တင်လဲဆိုတော့ကျွန်တော်ရှေ့ကဗီဒီယိုလေးမှာပြောဖို့ရှင်းရှင်းနေတဲ့ beat matching ခေါင်းစဉ်အောက်ကအကြောင်းအရာလေးတွေကို beat matching part 2ဆိုတဲ့အခုဒီဗီဒီယိုလေးမှာ select တင်ဆက်ပေးရပါတယ်ခင်ဗျာကျွန်တော်ခုရေရေးဆက်ရှိသွားရအောင်အားလုံးပဲဒီကုတ်ဒီပနာနေကျိုးလိုက်ပါ beat matching ကိုပြောကြတယ်ကျွန်တော်ရှေ့ကတင်ခဲ့ပြီးသား beat matching part 1 tutorial လေးမှာလုပ်ပြခဲ့တဲ့မျိုးရှေ့တစ်ချင်းနဲ့နောက်တစ်ချင်းကို beat ချင်းချက်ပြီးတော့ mix လုပ်တဲ့ B2B mixing ကိုကျွန်တော်တို့အရင်ဆုံးသွားပြီးတော့ DJ တွေကရေးနေလေးရှိတယ်ဒါဆိုရင်ဒီ B2B mixing အပြင်တခြားဘယ်လိုလဲ beat matching လုပ်နေရလဲပေါ့။အခုတစ်ချင်းရွေးချယ်မှုမှာမူတည်ပြီးတော့ beat matching ခေါ် mixing ကိုသုံးလို့လုပ်ရတယ်ကျွန်တော် DJ တွေရေးနေပြီးသားသုံးနေကြအခေါ်ပေါ်နဲ့ပဲကျွန်တော်ဒီ mixing လုပ်တဲ့ပုံစံသုံးဖို့ beat matching မျိုးစားသုံးခုစလုံးကိုမိတ်ဆက်ပေးမယ်။အဲ့သုံးခုတွေကပထမဆုံးတစ်ခုစပြောမယ်။နောက်တစ်ချက်ကတော့ vocal mix လို့ခေါ်တယ်။တချို့တွေက vocal mixing လို့လည်းခေါ်တယ်။ acapella mix လို့လည်းခေါ်တယ်။ဒီ vocal mixing မှာကြတော့ကျွန်တော်ကအချင်းအသစ်ရဲ့ကျွန်တော် vocal sound နဲ့နေရာနေစပြီးတော့ line mix လို့စောစောလိုမျိုးကျွန်တော်က BB ချင်းထပ်တာမဟုတ်တော့ဘဲနဲ့ beat ကိုကျွန်တော် vocal နဲ့ line ချမှာ။တကယ်လို့အစိုးမပါတဲ့တခြင်းဆိုတော့ဒါတခြင်းနဲ့မပါဝင်ရဲ့ဒီလုံးတန်းနဲ့တမျိုးမျိုးကိုကျွန်တော်တို့ပုံစံမျိုးလုပ်လို့ရတယ်။ဆိုတော့အဲ့ဒါကြောင့်မို့ vocal mix လို့ခေါ်ရတယ်ထင်ပါတယ်။ချက်လို့ပြလိုက်မယ်။ဒီကတစ်ခုကိုဆက်ပြီးတော့မိတ်ဆက်ပေးပါမယ်ဆိုတော့နံပါတ်1 row mix ဖြစ်ပါတယ်ဆိုတော့ဒီ mixing လုပ်တဲ့ပုံစံက club DJ တို့များ row copy ဖွင့်တယ်လို့ပြောလို့ရှိကြတယ်ဆိုတော့ row ဆိုတာပါလေ row ဆိုတာအတိအကျပြောရမယ်ဆိုရင် EDM သင်းတွေရဲ့ drop မတိုင်ခင်အရှိ32 beat အလိုကစိတ်လို့ရှားစရာကောင်းတဲ့စိတ်ပိုင်းလေးပေါ့ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ build up လုပ်လဲခေါ်တယ်ဆိုတော့ row လို့လည်းခေါ်တယ်ဆိုတော့ဒီ row copy ပြီးတော့ဖွင့်ဖို့လို့ရဆိုရင်နောက်ထပ်အဲ့ row အစိတ်ပိုင်းကနေမှအရှိ32 beat နေရာကနေကို play လုပ်လိုက်ပြီးတော့ mixing လုပ်ရတဲ့သဘောပါခင်ဗျ။ဆိုတော့တချင်းတစ်ပုတ်ရဲ့ drop ထဲမှာ mixing လုပ်တယ်ဆိုရင်အဲ့တချင်းကနေနောက်တချင်းတစ်ပုတ်ကိုလည်းအကူပြောင်းလဲလုပ်လိုက်ရောကို roll ဆိုတဲ့အစိတ်ပိုင်းကိုတန်းပြီးတော့ရှောက်သွားမယ်ပေါ့။ဆိုတော့အဲ့ဒါကြောင့်မို့ကျွန်တော် roll ခေါ်ပြီးဖွင့်တယ်လို့ခေါ်တယ်။ဆိုတော့ဒီ mixing လုပ်တဲ့ပုံစံကတော့ကျွန်တော် drop တွေတစ်ခုပြီးတစ်ခုကိုစတိုက်ပြီးကျွေးနေဆိုရင်တော့ energy ကိုကအမြင့်ဆုံးမှာပဲထားခြင်းသေးရဆိုရင်တော့အခုတော့ mixing ကိုတော်များလုပ်လို့ရှိတယ်။ကြည့်လိုက်အောင်အခုကျွန်တော်နောက်ဆုံးမိတ်ဆက်ပေးမယ်တတိယ mix လုပ်တဲ့ပုံစံတော့ပုံပြီးမှရှင်အမျိုးအစားကတော့ drop mix လို့ခေါ်ပါတယ်အခုကျွန်တော်ဖွင့်ထားတဲ့တခြင်းတစ်ပုတ်ကိုသူ့ရဲ့ drop ကိုမသုံးမဲနဲ့တခြားတခြင်းကိုသူ့ရဲ့ drop နေရာမှာအစားထိုးပြီးတော့သုံးလိုက်တာကိုကျွန်တော်တို့ drop mix လို့ခေါ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါမျိုးကကျွန်တော်တို့အဲ့တခြင်းရဲ့ drop မတိုင်ခင်အရှိ32 beat အဲ့လို roll ဆိုတဲ့အစိတ်ပိုင်းကိုရောက်တာနဲ့ဒီဘက်က roll ဆိုတဲ့အစိတ်ပိုင်းကနေကျွန်တော်တို့ play နှိပ်လိုက်ပြီးတော့ကျွန်တော်တို့ mixing လုပ်သွားတယ် drop နေရာမှာဟိုဘက်ကအကောင်ဖြတ်ချလိုက်ပြီးတော့ဒီဘက်ကတခြင်းရဲ့ drop ကို
သူ့အစားဒီဘက်က drop ကိုသုံးသွားတာပဲဖြစ်ပါတယ်ကြည့်လိုက်ရအောင်ပြီးမှရှင် part 2 video လေးကိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဒီ video လေးကကိုယ်တိုင်မှတ်သားပွဲတစ်ခုကိုပေးနိုင်ကြရဆိုရင်တော့ကိုယ့်လိုပဲတခြားသိချင်တော့မဲ့သူတယောက်မြင်နိုင်အောင် share လုပ်ပေးစေချင်ပါတယ်ကျွန်တော် share ဘက်ကတင်ဆက်ပေးခဲ့တဲ့ပြီးမှရှင် part 1 tutorial လေးမှာတော့ဒီချီတယောက်ဖြစ်ဖို့အတွက်ဘာကိုအရင်ဆုံးသင်ရမလဲပြီးမှရှင်ဆိုတာဘာလဲဘယ်လိုလုပ်အောင်လဲဆိုတဲ့အကြောင်းအရာတွေကိုမကြည့်ရသေးဘူးဆိုရင်အလွယ်တကူသွားကြည့်လို့ရအောင်ဒီ video ရဲ့ caption ထဲမှာ link လေးရှိပါတယ်ကြည့်ပြအောင်ကြည့်လိုက်ပါလို့ပြောရင်နောက်ပတ်ကြရင် mashup ဆိုတာဘာလဲlive mashup ဆိုဘယ်လိုလုပ်ရလဲဆိုတဲ့အကြောင်းအရာကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ဒီ code Facebook page လေးကို seriously လုပ်ထားပေးစေချင်ပါတယ်ဒီချက်တဲ့တော့စုံစမ်းမေးမြန်းခြင်းနဲ့ဆိုတော့ page ကနေဆက်သွယ်လို့ရသလို page မှာရှိတဲ့ phone number ကနေလည်းတရားဆက်သွယ်မေးမြန်းလို့ရပါတယ်ကျွန်တော်တို့ကတော့ Kendrick ကိုခေါ်ပါတယ်အားလုံးပဲဒီနေ့ရှိတော့မျိုးဖြစ်ပါစေခင်ဗျာ